င်တို့သည်ဘုရားသခင်၏ဗိမာန်တော်များဖြစ်ကြသည်ကက်သလစ်သာသနာတော်၏နေ့စဉ်ကျမ်းစာထောက်ရှုချက်များကိုဝင်များပေးနေပါတယ်နိုဝင်ဘာလ9ရက်2025ခုနှစ်အတွက်ပါရှင်ယောဟန်အခန်းကြီး2ခန်းငယ်73မှ22အထိထောက်ရှုပါမယ်ဒီနေ့ကျွန်တော်တို့ဟာရောမမြို့ရှိလက်တရန်ဘာစီလီကာဘုရားရှိခိုးကျောင်းတော်ကြီး၏ပွဲနေ့ကိုကျင်းပနေကြပါတယ်ဤဘာစီလီကာဘုရားကျောင်းကြီးဟာကမ္ဘာတဝန်းလုံးရှိကက်သလစ်ဘုရားကျောင်းများ၏မိခင်ဘုရားကျောင်း Mother Church အဖြစ်သတ်မှတ်ခံထားရပါတယ်။ဤပွဲတော်ဟာရုပ်ပိုင်းဆိုင်ရာအဆောက်အအုံတစ်ခုကိုဂုဏ်ပြုခြင်းထက်ဘုရားသခင်၏လူမျိုးတော်အဖြစ်ကျွန်ုပ်တို့အားလုံးဟာအသက်ရှင်သောကျောင်းတော်အသက်ရှင်သောကျောင်းများဖြင့်တည်ဆောက်ထားသောဝိညာဉ်ရေးရာအိမ်တော်ဘုရားရှိခိုးကျောင်းများဖြစ်သည်ဟုသောနည်းနည်းသည့်အတိတ်ပဲကိုဖော်ပြနေပါတယ်။ယနေ့ဧဝံဂေလိတရားတော်တွင်သခင်ခရစ်တော်ဟာဂျေရုဆလင်မြို့ရှိဗိမာန်တော်ကိုတန့်စင်စေတော်မူတဲ့အကြောင်းကိုကြားနာခဲ့ရပါတယ်။ကိုတော်ဟာဗိမာန်တော်ရင်ပြင်၌စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေတာကိုတွေ့မြင်တဲ့အခါမှာဒေါသထွက်ပြီးတော့ကျိုးတွေကိုကျိန်လုံးလိုကျစ်ပြီးသူတို့အားလုံးကိုရိုက်နှက်ကာနှင်ထုတ်တော်မူခဲ့ပါတယ်။ငါအဖ၏အိမ်ကိုဂုံသွယ်ရာအိမ်မလုပ်ကြနှင့်ဟုလည်းပြင်းထန်စွာမိန့်တော်မူခဲ့တယ်။ဤအဖြစ်ပြက်သည်ကျွန်တော်တို့အတွက်အရေးကြီးသောအချက်၃ချက်ကိုတိုးတင်ပေးနေပါတယ်။ပထမတစ်ချက်ကတော့ဘုရားသခင်၏အိမ်တော်၏တန်ရှင်းခြင်းဗိမာန်တော်ဟာဘုရားသခင်ကင်းဝတ်ရာဆုတောင်းရာနဲ့ဝတ်ပြုရာတန်ရှင်းသောနေရာဖြစ်ပါတယ်။ထိုနေရာမှာစီးပွားရှာခြင်းထက်ဘုရားသခင်အားမလေးမစားပြုရာရောက်ပါတယ်။ဤလှုပ်ဆောင်ချက်တွေဟာဘုရားသခင်၏အိမ်တော်သည်မြည်မြတန်ရှင်းရမည်ကိုကျွန်တော်တို့ကိုပြောပြနေပါတယ်။ကျွန်တော်တို့ရဲ့ဘုရားရှိခိုးကျောင်းများသည်လည်းဝတ်ပြုရာနေရာများဘုရားသခင်ကင်းဝတ်ရာနေရာဆုတောင်းရာနေရာများဖြစ်သောကြောင့်လေးစားတန်ရှင်းစွာထားရှိကြရန်ကျွန်တော်တို့မှာတာဝန်ရှိနေပါတယ်။ဒုတိယအချက်ခရစ်တော်သည်စစ်မှန်သောဗိမာန်တော်ဖြစ်တယ်ဆိုတဲ့အကြောင်းဖြစ်ပါတယ်။ခင်ခရစ်တော်ဟာဂျူးလူမျိုးတို့ကမေးမြန်းတဲ့အခါသင်သည်ထိုသို့ပြုလုပ်ပိုင်ခွင့်ရှိသည်ကိုမြည်သည့်နိမိတ်ဖြင့်ပြမည်နည်းဟုဆိုတဲ့အခါမှာသခင်ခရစ်တော်ကဤဗိမာန်တော်ကိုဖျက်ဆီးကြလော့၃ရက်အတွင်းငါပြန်တည်ဆောက်မည်ဟုဖြေကြားခဲ့တဲ့အကြောင်းကိုကျမ်းစာမှာကြားရပါမယ်။ထိုစကားကိုကိုတော်သည်မိမိခန္ဓာကိုယ်တည်ဟုသောဗိမာန်တော်ကိုရည်မှန်း၍ပြောဆိုခြင်းဖြစ်ပါတယ်။ရှင်မြန်ထမြောက်ပြီးမှသာတပည့်တော်တို့ဟာထိုစကားရဲ့အတိတ်ဘယ်ကိုနားလည်ခဲ့ကြခဲ့ပါတယ်။ခရစ်တော်ဟာကျွန်ုပ်တို့နှင့်ဘုရားသခင်ကြားရှိစစ်မှန်သောတရားဖြစ်ပြီးတော့ကိုတော်အားဖြင့်သာခမည်းတော်ထံသို့ဆက်ကပ်ချင်းကပ်နိုင်သည်ကိုသိရှိကြရပါမယ်။တတိယအချက်အနေနဲ့ကျွန်တော်တို့သည်တန်ရှင်းသောဝိညာဉ်တော်၏ဗိမာန်တော်များဖြစ်ပါတယ်။ဒုတိယကျမ်းစာမှာကြားခဲ့ရတဲ့အတိုင်းပဲရှင်ပေါလုကဤသို့ပြောပြထားပါတယ်။သင်တို့သည်ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြောင်းနှင့်ဘုရားသခင်၏ဝိညာဉ်တော်သည်သင်တို့၌ကိန်းဝတ်တော်မူကြောင်းကိုမသိကြသလော။ဒီအချက်ဟာယနေ့ဧဝံဂေလိကျမ်းစာရဲ့အရေးကြီးဆုံးသောအချက်ဖြစ်ပါတယ်။ကျွန်တော်တို့တူးစီရဲ့ခန္ဓာကိုယ်ဟာတန်ရှင်းသောဝိညာဉ်တော်ကိန်းဝတ်ရာဗိမာန်တော်တွေဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့သည်မိမိတို့ရဲ့နှလုံးသားကိုအပြစ်တရားများလောဘဒေါသမာနများအခြားမကောင်းသောအရာများဖြင့်ညှဉ်းညူးစေခြင်းဟာမတင်တော်လှပါဘူး။ယေရှုခရစ်တော်ဟာဗိမာန်တော်ကိုတန်ဆင်စေတဲ့ကဲ့သို့ကျွန်တော်တို့ရဲ့စိတ်နှလုံးသားထဲမှာအပြစ်များကိုဖယ်ရှားရန်အစဉ်တန့်စင်ဖို့ကြိုးစားနေကြရပါမယ်။ပြစ်တရားကြောင့်ကျွန်တော်တို့တွေပြစ်ထဲမှာနှိမ့်မွန်းနေတတ်လေရှိပါတယ်။သို့ပေမဲ့လည်းပဲကျွန်တော်တို့ဟာကြိုးစားနေရပါမယ်။တရားနှစ်သက်တဲ့တန်ရှင်းသောဘဝဆုတောင်းခြင်းဘဝမေတ္တာဘဝဖြင့်ကြိုးစားအသက်ရှင်နေထိုင်ခြင်းသည်သာဘုရားသခင်၏ဗိမာန်တော်ကိုဂုဏ်ပြုရာရောက်ပါတယ်။ခြေတော်စောသောညီကိုမောင်မပေါင်းတို့ယနေ့ပွဲတော်အခါသမယမှာကျွန်တော်တို့ရဲ့စိတ်နှလုံးသားတည်ဟူသောဝိညာဉ်ရေးရာဗိမာန်တော်ကိုပြန်လည်ဆန်းစစ်ကြပါစို့ကျွန်တော်တို့ရဲ့ဘဝကိုဘုရားသခင်၏ဘုန်းတော်ထင်ရှားစေရန်အသက်ရှင်နေထိုင်ကြပါစို့ကျွန်တော်တို့တူးစီဟာဘုရားသခင်ရဲ့ကျေးဇူးတော်ဖြင့်အသက်ရှင်ပြီးကိုတော်၏ဘုန်းတော်ကိုထင်ရှားစေသောအ
သက်ရှင်တန်နေသည့်ဗိမာန်တော်များဖြစ်နိုင်ကြဖို့ကြိုးစားပါကြပါစို့